မြေနေရမလို့ပဲအာလူးဝယ်စားစရာမလိုအောင်ဒီလိုလေးစိုက်ပျိုးလိုက်ပါပထမဆုံးစိုက်ပျိုးမဲ့အာလူးတွေကိုတဲမြေကိုအသုံးပြုပြီးအညောင်လေးတွေပေါက်အောင်ပြိုးပြီးထားရပါမယ်ပုံးတွေနဲ့စိုက်ပျိုးမှာဖြစ်တဲ့အတွက်ပုံးငွန်တွေကိုယူပြီးဘေးဘေးတစ်ချမ်းလှိဖြတ်ပေးရပါမယ်ရေးစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်အောက်ဖက်မှာအပေါက်လေးတစ်ပေါက်ဖောက်ပေးထားလိုက်ပါစိုက်ပျိုးဖို့အတွက်ရိုးရိုးမြေကြီးတဘာဝမြေဆွေးနဲ့ဇပတ်ကွန်တွေကိုနှက်ဆက်သွားအောင်ရောဆက်ပေးရပါမယ်ရောဆက်ထားတဲ့မြေဆွေးတွေကိုပုံးကွန်တွေထဲအပြည့်ထည့်ထားပေးလိုက်ပါတပတ်ကျော်လောက်ဆိုပြိုးထားတဲ့အာလူးတွေမှာအညောင်လေးတွေပေါက်နေပြီးရွှေ့ဆိုင်လို့ရနေပါပြီအာလူးပြိုးပင်လေးတွေကိုပုံးတွေထဲထည့်ဆိုင်ပေးလိုက်ပါပြီးရင်တော့မြေဆွေးနဲ့ဖုံးထားပေးပြီးရေဆူရွှဲအောင်လောင်ပေးရပါမယ်နှစ်ပတ်ကျော်လောက်ဆိုစိုက်ပျိုးထားတဲ့အာလူးတွေမှာအပင်လေးတွေပေါက်လို့နေကြပါပြီအပင်အားစိတ်ရည်ပြုလုပ်ဖို့အတွက်ထမင်းကြံတွေကိုရေနဲ့ရောဆက်ပြီးအရည်ဖြစ်အောင်ပြုလုပ်ပေးရပါမယ်ရလာတဲ့အရည်တွေကိုအာလူးပင်ချင်းရင်းတွေမှာဆူရွှဲနေအောင်လောင်ပေးထားလိုက်ပါတလခွဲကျော်ကြတဲ့အခါအာလူးပင်လေးတွေဟာအရွက်တွေဝေနေပြီးကြီးထွားလို့နေပါပြီအပင်အာဟာရပြည့်ဝစေဖို့အတွက်မြေဆွေးပုံမှန်ထည့်ပေးပြီးရေပုံမှန်လောင်ပေးထားရပါမယ်စိုက်ပျိုးပြီး2လခွဲကျော်ကြာတဲ့အခါမှာတော့အာလူးပင်လေးတွေမှာဥလေးတွေအစီအရီဥနေကြပါပြီဒါဆိုရင်တော့နှုတ်ယူတူဖို့လို့ရပါပြီတဘာဝမြေဆွေးတွေကိုအသုံးပြုပြီးအာဟာရပြည့်ဝစွာစိုက်ပျိုးထားတာမို့ထင်မထားလောက်အောင်ဥနေပြီးကြီးထွားလို့နေကြပါပြီကျမ်းမာရေးနဲ့ညီညွတ်ပြီးမြေနေရလည်းမလိုအပ်တာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်